ကလေးတွေကတယောက်မကဘူးပိုပြီးထူးဆန်းတာကသူမပိုက်ထဲမှာတယောက်တည်းတင်မဟုတ်နေတာပဲတကားအပြင်ဘက်မှာတော့မျက်နှာသာမပေးခံရတော့တဲ့မောင်မမိတန်တစုကလက်နက်တွေနဲ့တကားကိုအတင်းထုရိုက်နေကြပြီးသူမရဲ့မွေးကင်းစကလေးကိုလူယူဖို့အော်ဟစ်နေကြပါတယ်နင်လိုမြေခွေးမလေးကငါတို့မင်းမျိုးနွယ်ရဲ့မျိုးဆက်ကိုဖျက်ဆီးရဲတယ်ပေါ့အရင်ကဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင်ဟာနန်းတွင်းအစီခံလေးတယောက်သာဖြစ်ပေမဲ့မမျှော်လင့်ပဲမင်းမျိုးနွယ်သွေးကိုဝင်ရခဲ့လို့အေးဆက်လာတဲ့နန်းဆောင်တဲကမောင်မတွေရဲ့ညှူဆူခြင်းနဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရတာပါတကားကြီးပွင့်တော့မဲ့အချိန်မှာပဲဇက်လိုက်မှယုံမှုဟာကလေးမွေးဖို့အတွက်အတင်းကြိုးစားရုန်းကန်နေရပါတယ်နောက်ဆုံးမိနစ်မှာဒုတိယမြောက်ကလေးကိုအောင်မြင်စွာမွေးနိုင်ခဲ့ပေမဲ့ယုံမှုဟာအားအင်ကုန်ခန်းပြီးသတိမေ့သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲငွေကင်းစကလေးလေးကလူစကားပြောလာပြီးတကိုယ်လုံးလဲရွှေရောင်လင်းနှန်းတွေထွက်ပေါ်လာပါတယ်သူမကသူမရဲ့အမေကိုဘယ်သူမှအနိုင်မကျင့်ဖို့တားမြစ်လိုက်ပါတယ်။ရွှေရောင်လင်းတန်းကရှေ့ဆုံးကနေအတင်းဝင်လာတဲ့မောင်မကိုလွင့်ထွက်သွားစေပြီးပါဇက်ကသွေးတွေထွက်လာတဲ့အထိအရှိန်ပြင်းခဲ့ပါတယ်။အားလုံးကကြောက်လန့်တကြားဖြစ်ကုန်ပြီးဒါဟာမိစ္ဆာတကောင်ဖြစ်မယ်လို့ထင်မှတ်ပြီးသူတို့ကိုအရှင်လက်လက်မီးရှို့တတ်ဖို့အော်ဟစ်နေကြပါတယ်။အရေးကြီးတဲ့အခိုက်အတန့်မှာယုံမှုကတတိယလာပြီးသူမရှိကတနာစရာကောင်းတဲ့မိန်းမသားတွေကိုကြည်ကစကားအနှင်းငယ်နဲ့သူတို့ရဲ့ရင်တွင်းခံစားချက်ကိုထိုးနှက်လိုက်ပါတယ်သူတို့ဟာတစ်သက်လုံးအခွင့်အရေးရဖို့နဲ့မျက်နှာသာပေးခံရဖို့ကိုပဲသင်ယူခဲ့ကြတယ်တခါခွင့်ရေးလက်လွတ်သွားတာနဲ့ဒီနေရာဟာငါတို့ရဲ့နောက်ဆုံးနိမိတ်ပဲကျန်းတန်းတဲ့အစားအစာတွေကိုစားရပြီးအေးဆက်တဲ့ဆောင်းဦးမှာအဝတ်စုပ်တွေကိုဝတ်ဆင်ရတယ်သူတစ်ပါးရဲ့နှိမ့်ဆက်မှုကိုခံရပြီးတရိษံတွေထက်တောင်နှိမ့်ကျနေရတယ်ညီအမားတို့တတိထားကြပါငါတို့ကိုအမှန်တကယ်ဒုက္ခပေးနေတာကတယောက်နဲ့တယောက်မဟုတ်ဘူးငါတို့ကိုဒီနေရာမှာပိတ်လှောင်ထားတဲ့မြင့်မြတ်လှပါတယ်ဆိုတဲ့အာနာရှင်ဧကရစ်ပဲဒီစကားတွေကအားလုံးရဲ့ဒေါသကိုချက်ချင်းလောင်မြိုက်စေပြီးသူတို့ရဲ့အရင်မဟာမိတ်ဟောင်းတွေကိုကြောခိုင်းပြီးယုံမှုနဲ့ပူးပေါင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒါပေမဲ့ပြဿနာအတစ်တစ်ခုကတော့ယုံမှုကအခုမှကလေးမွေးထားတာမို့မိခင်တို့မထွက်သေးပါဘူးငိုယိုနေတဲ့ကလေး၃ယောက်ကတော့စာလောင်လွန်းလို့တေလူနီးပါးဖြစ်နေပါပြီကျင်းနာတတ်တဲ့မောင်မတွေကသူတို့တင်စီထားတဲ့စံပြုတ်စိတ်နှိုးနဲ့အမဲ၆တွေကိုယုံမှုစီချက်ချင်းယူဆောင်လာပေးကြပါတယ်